မကြခင်မှာရွေးကောက်ပွဲကျင်းပပါတော့မယ်ဒီတော့မဲပေးရမှာပေါ့ဘယ်ပါတီတွေကိုမဲပေးကြမလဲဘာကြောင့်မဲပေးကြမလဲဒါတွေကိုစဉ်းစားကြရတော့မှာဟုတ်ပြီဒီဗီဒီယိုဖိုင်မှာမဲပေးဖို့ကိုမပြောပဲမဲမပေးမဲ့ပါတီမဲမပေးရမဲ့ပါတီကိုစဉ်းစားကြည့်အောင်မလို့သူတွေခေါ်နေကြတဲ့အခေါ်အဝေါ်လေးရှိပါတယ်ကြံ့ဖို့ကြံ့ခိုင်ရေးပေါ့ဒီလိုခေါ်ကြပါတယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟုတ်ပြီဗျာကျွန်တော်တို့တွေကြံ့ဖို့ကိုမဲမပေးဘူးဘာကြောင့်မပေးတာလဲသူတို့မှာစစ်သားလူထွက်တီပါလို့ဒါကြောင့်မဲမပေးဘူးပြီးတော့ပါတီကိုဥဆောင်နေတဲ့လူတွေကအသက်ကြီးတယ်ဟုတ်ပြီဒီတစ်ချက်ကြောင့်ကျွန်တော်တို့ကမဲမပေးဘူးဒီနှစ်ချက်ကြောင့်အဲ့ဒီပါတီကိုမကြိုက်ဘူးโอเคဒါဆိုရင်ဒီလိုလေးစဉ်းစားကြည့်ရအောင်စစ်သားလူထွက်တီပါခဲ့တဲ့နိုင်ငံရေးပါတီဗမာပြည်မှာပထမဦးဆုံးစစ်သားဘဝကနေလူထွက်ဘောင်းမီချွတ်ပြီးတော့နိုင်ငံရေးပါတီတွေကိုဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကျော်ကြီးရှိပါတယ်ပထမဦးဆုံးဘောင်းမီချွတ်ပြီးဘန်ကောက်ပစိုးပြောင်းဝတ်ပြီးဗိုလ်ချုပ်ဘဝကနေပါတီခေါင်းဆောင်ဘဝကိုပြောင်းသွားတဲ့လူကြီးတစ်ယောက်ရှိပါတယ်အဲ့ဒီတော့စစ်သားတွေလူထွက်ပြီးပါတီတွေဝင်တာအဆမ်းမဟုတ်ပါဘူးနောက်တစ်ချက်ဟုတ်ပြီကြံ့ခိုင်ရေးပါတီကြံ့ဖို့ပါတီလူကြီးတွေကဥဆောင်နေလို့ဆိုတော့အခုလက်ရှိအမေရိကန်နိုင်ငံမှာသမ္မတလုပ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်သူ့အသက်ဘယ်လောက်ရှိပြီလဲရုရှားသမ္မတပူတင်သူ့အသက်ဘယ်လောက်ရှိပြီလဲတရုတ်နိုင်ငံခေါင်းဆောင်သူ့အသက်ဘယ်လောက်ရှိပြီလဲအသက်ကြီးတော့လေအတွေးအခေါ်တွေတစ်လွင်နေတဲ့လူကြီးတွေရှိပါတယ်အသက်ကြီးလာတယ်ဆိုတာတာမန်ပုံစံမျိုးနဲ့သူတို့တွေအသက်ကြီးလာကြတာမဟုတ်ပါဘူးအဲ့တော့ဗျာအရှိကြီးတွေမပြောချင်ပါဘူးဟုတ်ပြီကျွန်တော်တို့တွေကကြံ့ဖို့ကိုမဲမပေးဘူးဘာကြောင့်မဲမပေးလဲစစ်သားလူတွေပါလို့ဥဆောင်တဲ့သူတွေကအသက်ကြီးလို့ဒါဆိုရင်အဲ့ဒီနှစ်ချက်ကိုခမည်းတော်စဉ်းစားကြည့်ပါဗမာပြည်မှာစစ်သားလူတွေပထမဆုံးစစ်သားလူတွေဘောင်းမီချွတ်ပြီးနိုင်ငံရေးလောကထဲဝင်ခဲ့တာဘယ်သူလဲဘယ်သူနဲ့ပတ်သက်နေခဲ့တယ်လဲနောက်တစ်ခါကမ္ဘာဘဝရှိတဲ့တိုင်းပြည်တွေမှာဥဆောင်နေတဲ့နိုင်ငံခေါင်းဆောင်တွေအားလုံးအတော်များများပေါ့ဗျာရှေ့တန်းရောက်နေတဲ့တိုင်းပြည်လို့ပြောရင်တော့ရှေ့တန်းရောက်နေတဲ့တိုင်းပြည်အကုန်လုံးမှာဥဆောင်နေကြတဲ့နိုင်ငံခေါင်းဆောင်တွေကအသက်တွေကြီးကြပါတယ်လောလောဆယ်မှာဒီလောက်လေးပဲပြောပြထားပါဦးမယ်ကျွန်တော်မေ့ကိုဆိုပါ